အားလုံးပဲမင်္ဂလာပါရှင်။ဒူမလေးကြောင့်ဟိုနာဖိတ်ကားစီရတဲ့ဘဝနဲ့ဂလူကာကားပိုင်ဆိုင်နိုင်ခဲ့တဲ့ချူလေးမင်္ဂလာပါပရိသတ်ကြီးဆယ်လန်တော်များမှတဆင့်ပရိသတ်အားပေးမှုရရှိခဲ့ပြီးတော့အခုလက်ရှိမှာတော့ထိတ်တက်ရောက်နာမည်ကြီးတရုတ်ဆောင်ဖြစ်လာတဲ့ချူလေးကတော့ဒူမလေးကြောင့်စီးပွားရေးတွေတိုးတက်လာတဲ့ဆိုပြီးတော့ပရိသတ်တွေကိုရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။အခုရပိုင်းအတွင်းမှာပဲတရုတ်ဆောင်ချူလေးကရန်ကုန်တကုံစိတ်ကမ်းမြို့နယ်မှာရှိတဲ့အိမ်တော်စု150စာအတွက်စံစီခောက်ဆွဲကြောက်တွေကိုကိုယ်တိုင်သွားရောက်လူဒန်းခဲ့ပါသေးတယ်။အခုလိုမျိုးလူဒန်းနိုင်တာတွေကဒူမလေးကြောင့်လူဒန်းဖြစ်တာလို့လည်းတရုတ်ဆောင်ချူလေးကပြောထားပါသေးတယ်။ဒူမလေးကိုဝင်စားရှိခဲ့ကအလုပ်တွေပိုအောင်မြင်ပြီးတော့လူပိုတိလာတဲ့အရင်ကဟိုနာဖစ်ကားလေးကိုပိုင်ဖို့အတွက်နှစ်အရေးကြာနဲ့မနှဲရုံကန်နေခဲ့ရပေမဲ့သူ့ကိုမွေးပြီးမှပိုကောင်းတဲ့ဂလူကာကားကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ဂလူကာဆိုရင်တစ်နှစ်တောင်မပြည့်သေးပဲကြေသွားတာမျိုးနောက်ကားတစ်စီးကိုလည်းထက်လန်းနိုင်တာမျိုးအထိစီးပွားရေးအဆင်ပြေလာတယ်။ကလေးရဲ့ကုသိုလ်ကံကြောင့်လို့ထင်တယ်။ဒူမလေးကကို့အတွက်လက်ကီကဲလေးပါ။အဲဒါကြောင့်လဲဒူမလေးကိုသူ့လူချင်တာတွေဝယ်ပေးပြီးတော့မှတ်ထားရတယ်လို့တရုတ်ဆောင်ချူလေးကပြောထားပါသေးတယ်ရှင်။အခုဇူလိုင်လအတွင်းမှာဆိုရင်တော့မိခင်ဖြစ်သူကွယ်လွန်တဲ့နေ့ဖခင်ဖြစ်သူရဲ့မွေးနေ့နဲ့ဒူမလေးရဲ့မွေးနေ့ရှိနေတာကြောင့်နေ့စဉ်နေ့တိုင်းပဲ9လပိုင်းရောက်ရင်တော့တတ်နိုင်တဲ့လောက်လေးတွေကိုလူဒန်းဖြစ်တယ်လို့လည်းတရုတ်ဆောင်ချူလေးကပြောထားပါသေးတယ်။တရုတ်ဆောင်ချူလေးကသူ့ရဲ့ဒူမလေးဖြစ်တဲ့မေမြတ်သူလေးကသူ့ပေါ်မှာကံကောင်းမှုတွေယူလာပေးတဲ့သူမို့လည်းအရန်ချစ်တယ်လို့ဆိုပါတယ်။ဒူမလေးကိုစကားရက်ကွင်းတွေကိုခေါ်သွားပေမဲ့အခုလက်ရှိမှာတော့ကျောင်းနဲ့ကျူရှင်ချင်းတွေများနေလို့လည်းရက်ကွင်းတွေကိုခေါ်မသွားဖြစ်ဘူးလို့တရုတ်ဆောင်ချူလေးကဒူမလေးဖြစ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပရိသတ်တွေကိုပြောပြထားပါသေးတယ်။သူကတီလီရဲ့ရှူတင်လိုက်ချင်တယ်လို့အမြဲပြောတယ်။သူကဦးလွန်းပိုင်နဲ့တွေ့ချင်တာလို့လည်းပြောသေးတယ်။ဦးလွန်းပိုင်နဲ့လာမယ့်8လပိုင်းထဲမှာကားရိုက်ဖို့ရှိတယ်လို့ကြားတော့ရက်ဖြစ်မေသူလေးကိုခေါ်မယ်လို့လည်းပြောထားရတယ်လို့တရုတ်ဆောင်ချူလေးကဒူမလေးအကြောင်းကိုပြောထားပါသေးတယ်ရှင်။အခုလက်ရှိမှာတော့တရုတ်ဆောင်ချူလေးကမိခင်ဖြစ်သူကင်ဆာယောဂနဲ့ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာတော့အသက်50ကျော်ရှိပြီဖြစ်တဲ့ဖခင်နဲ့မောင်လေးတို့မိသားစုအပေါ်မှာအိမ်တော်ဦးစီးတယောက်လိုရုန်းကန်နေရတယ်ဆိုပြီးတော့လေတရုတ်ဆောင်ချူလေးကရင်ဖွင့်ထားပါသေးတယ်။တရုတ်ဆောင်ချူလေးကသူတယောက်တည်းအိမ်တော်ဦးစီးအဖြစ်နဲ့မိသားစုတာဝန်တွေထမ်းဆောင်နေချိန်မှာအရာရာမှာအခက်ခဲအကြက်တဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။မိဘတွေခေတ်ကာလတုန်းကလည်းဖခင်ဖြစ်သူရဲ့လှုပ်အားကနဲ့တမိသားစုလုံးအေးဆေးစားလို့ရပေမဲ့အခုခေတ်မှာတော့မိသားစု9ယောက်ရှိရင်4ယောက်ကအလုပ်လုပ်မှအဆင်ပြေတဲ့အချိန်လို့လည်းချူလေးကပြောထားပါသေးတယ်။မိသားစုမှာကိုကတယောက်တည်းရုန်းကန်နေရတာရုန်းကန်တဲ့အပြင်ချက်ချင်းတသားကလည်းနေချင်သေးတယ်။အရင်တုန်းကဆိုးခဲ့ဘူးပေမဲ့အခု30ကျော်အရွယ်မှာကွန်တုပညာအလုပ်လေးစီးပွားရေးလေးတွေနဲ့ဖြည်းဖြည်းစစ်စစ်လေးပဲဖြတ်တန်းချင်တော့တယ်လို့လည်းတရုတ်ဆောင်ချူလေးကပြောထားပါတယ်။ဒါကြောင့်လည်းအခုလက်ရှိမှာတော့ချစ်သူကြီးစားမထားပဲအလုပ်တွေကိုပဲပို့လို့ဖြစ်နေရလို့လည်းပရိသတ်တွေကိုချူလေးကရင်ဖွင့်ထားပါတယ်။ချူလေးကအချိန်ကာလတစ်ခုတည်းတွဲလာခဲ့တဲ့ချစ်သူနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ကိုပြန်လဲတီးဆောက်ခဲ့ရပြီးတော့နောက်ပိုင်းမှာတော့ချစ်သူထပ်မထားဖြစ်သေးဘူးလို့ဆိုပါတယ်။တကယ်ကြီးစားမထားခြင်းသေးဘူးမထားချင်တာမှတတော့ကိုမထားခြင်းသေးတာပါကလင်းတဲ့သူတွေရှိလာပြီအရင်လိုဈေးပဲမခင်းတော့ဘူးဒါပေမဲ့အလုပ်လုပ်လိုက်အောင်မစင်းစားခြင်းသေးဘူးအဓိကကတော့ကိုလုံနေတဲ့အလုပ်ကိုချစ်ပေးရင်ရပြီကိုလုံနေတဲ့အလုပ်ပေါ်မှာအပြည့်အဝအနာလဲပေးပြီးတော့စိတ်ချမ်းသာအောင်တောကတွေမများပဲနဲ့အေးဆေးလို့ဆိုတာမျိုးကိုကိုယ့်ပေါ်မှာယုံကြည်စိတ်ချမှုအပြည့်ရှိရင်ရပြီချူလေးကမဟုတ်တာမလုပ်ဘူးတယောက်ဆိုတယောက်ပဲချစ်တာဖြစ်တဲ့အတွက်ယုံကြည်ပေးရင်ကျင့်တတ်ပြီလို့လေတယောက်ဆောင်ချူလေးကအချစ်ရည်နဲ့ပတ်သက်ပြီးတော့ပုပ်ပွင့်လင်းပဲပြောထားပါသေးတယ်တယောက်ဆောင်ချူလေးကိုတော့ပရိသတ်များက MRT4 ဇလန်တွေကနေတဆင့်သိရှိခဲ့ကြတာဖြစ်ပြီးတော့ချူလေးကရုပ်ရှင်စကားတွေမှာလည်းပါဝင်တယောက်ဆောင်ခဲ့ပါတယ်2018ခုနှစ်အတွက်မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်စုပေးပွဲမှာလည်းအမျိုးသမီးဇက်ဖို့စုအတွက်နောက်ဆုံးစကားတင်အဆင့်ထိကိုဝင်ရောက်ခဲ့သူပဲဖြစ်ပါတယ်ချူလေးကိုတစ်တော်မင်းသမီးဆိုပြီးတော့လည်းပရိသတ်တွေအကြားမှာအတိမပြုထားပါသေးတယ်လူငယ်တွေကြားမှာတော့ရေပန်းစားနေတဲ့တစ်တော်မှာတော့ချူလေးကချစ်စရာကောင်းတဲ့အမှုရာလေးတွေရည်စရာဟာတာလေးတွေကိုတရုပ်ဆောင်ပြပြီးတော့ပရိသတ်တွေရဲ့မေတ္တာကိုရရှိထားသူလည်းဖြစ်ပါတယ်ခင်းနဲ့ရှင်လိုက်မယ်ဆိုရင်တော့ခစ်ကနည်းနည်းလေးပေါ်ပင်လုပ်ပြမှာစိတ်ဝင်စားတဲ့ခစ်ဖြစ်နေတာကြောင့်လေတစ်တော်ဆွဖြစ်တာလို့လေတရုပ်ဆောင်ချူလေးကဖွင့်ဟထားတာပဲဖြစ်ပါတယ်ရှင်